အဲ့တော့အခုကျွန်တော်တီးသွားတဲ့ဟာတွေကကျွန်တော်တင်ထားတဲ့ဟာတွေပေါ့နော်အားလုံးပဲမင်္ဂလာပါခင်ဗျာအဲ့တော့ကျွန်တော်အခုလက်ရှိကျွန်တော်တီးသွားတဲ့ဟာလေးတွေကပေါ့နော်ကျွန်တော်တင်ထားတဲ့ဟာလေးတွေရဲ့တူရင်ပါတွေကိုပဲကျွန်တော်တီးသွားတာပါအဲ့ဆိုတော့ကျွန်တော်ဒီမှာ E ဒါ E position ကနေပြီးတော့ကျွန်တော်တီးတာပေါ့နော်E position ကိုကျွန်တော်ပြထားပြဖြစ်ပါတယ်ဒါ G position ကိုရောက်သွားပြီပြီးရင် A sorry two positionကျွန်တော်အဲ့ဟိုအနေခဏခဏဂျီနဲ့ခဏခဏမှားတယ်နော် sorry နော်အဲ့တော့ဆိုတော့ကျွန်တော်ဘယ်လိုခေါ်မလဲအဲ့ရဲ့ position တွေကိုကျွန်တော်လေ့ကျင့်ပြီးသွားတဲ့ခါကြာရင်ကျွန်တော်ဆက်ပြီးတော့မှကျွန်တော်တီးလို့ရတယ်ပေါ့နော်ဆိုတော့ကကျွန်တော်တီးနေ internet နဲ့ခုနကဟိုမူကကျွန်တော်တို့ဒီ Panadol နဲ့မူတဲ့အဲ့ဟိုဟာတွေတွေကိုကျွန်တော်ရောက်သွားတော့เนาะအဲ့တော့ဒီဟာလေးတွေကျွန်တော်မှားတာဆိုတော့Panadol နဲ့ပတ်သက်တဲ့ဟာတွေကိုလည်းကျွန်တော်ဆက်တင်ပေးဖို့ရှိပါတယ်ကျွန်တော်ဆိုလိုချင်တာကအခုဆိုရင်ကျွန်တော် E position ကိုတီးပြရတဲ့အခါမှာကျွန်တော်6ကျိုးပေါ့နော်6ကျိုးဆိုရင်6ကျိုးနဲ့5ကျိုးနဲ့ပဲတီးမယ်ဆိုရင်အဲ့ position တိုင်းကိုအဲ့တော့ E ရဲ့ position F ရဲ့ position ပြီးရင် G ရဲ့ position အဲ့ position တွေကတနုတ်တွေကဘယ်နေရာမှာရှိနေတယ်ဆိုတော့ကျွန်တော်တို့သိသွားမှာဖြစ်တယ်အဲ့ဆိုတော့ကျွန်တော်ဒီ6နဲ့5နဲ့ကိုပဲတောက်လျှောက်တီးသွားလို့ရတယ်အဲ့ position တွေတိုင်းကိုအဲ့ဆိုတော့ကျွန်တော်အဲ့ position တွေကိုကျွန်တော်အလို့ထိထားမှာဖြစ်တယ်ပေါ့နော်ကျင်ထားမှာဖြစ်တယ်ပြီးရင်ဒီမှာဆိုလဲ E ရဲ့ position တွေဟာပဲအဲ့တော့ငါတကျိုးနဲ့နှစ်ကျိုးကိုလည်းထုံနည်း၎င်းပဲကျွန်တော်တို့တီးသွားလို့ရတယ်အဲ့ဆိုအဲ့လိုပုံစံမျိုးလေးတွေလည်းလေ့ကျင့်ဖို့လိုပါတယ်လို့အဲ့ဒါလေးတွေမှာလေ့ကျင့်မှာကျွန်တော်တို့ကအရှိနဲ့အနောက်နဲ့ကျွန်တော်တို့ဒီ flat ကိုကျွန်တော်တို့သွားလို့ရမယ်ပေါ့နော်အဲ့ဆိုကိုသွားမယ်အလုပ်ကဒိုလားတွေလားမီလားဆိုတဲ့ပုံစံမျိုးတွေကိုကျွန်တော်တို့တီးဖို့လိုတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်စပြီးကျင့်ကြတဲ့ကတရားတွေကို note တွေကိုပါးစပ်နဲ့ရွတ်ပြီးကျွန်တော်တို့တီးမှရမယ်အဲ့ဒါမှလည်းအဆင်ပြေမယ်ပေါ့နော်အဲ့တော့ကိုရောက်နေတဲ့ note ကနေပြီးတော့မှအရှိကိုသွားမယ်ဆိုရင်လေဒီမှာဆိုရင်လာဆိုရင်ဒီမှာဆိုကျွန်တော်သွားမှာပေါ့လာတီလာဒီဒိုဒီလာဆိုလာဖာမီအဲ့တော့ဒီမှာကျွန်တော် G position မှာကျွန်တော်ကျင့်ထားတဲ့အတွင်း
အဲ့ဆိုအဲ့လိုမျိုးလေးတွေကျွန်တော်တို့သွားလို့ရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ